မင်းကလေးငယ်တယောက်ဟာတထေးတယောက်ရဲ့ရှုဖက်နှက်တွေကိုတိုက်ပေးနေပါတယ်။အနီးနားမှာတော့ထိုတထေးရဲ့သမီးဖြစ်သူကဆန်ဒဝစ်မုံကိုထိုင်စားနေခဲ့ပါတယ်။မုံစားနေရင်းနဲ့ဆင်းရဲတဲ့မင်းကလေးငယ်ကသူမစားနေတာကိုကြည့်ပြီးတတွေးမျိုးချနေတာကိုသတိထားမိသွားပါတယ်။သူမခဏရက်လိုက်ပြီးမုံအချို့ကိုကမ်းပေးလိုက်ပါတယ်။တနေ့ကျရင်ငါအိမ်ကိုလာလေလေငါကတော့ဒါကိုနေတိုင်းစားနေကြပဲလို့ပြောလိုက်ပါတယ်။ဆင်းရဲတဲ့မင်းကလေးငယ်လေးဟာပြုံးပြလိုက်ပါတယ်။နောက်တစ်နေ့မှာတော့သူမဟာထိုသူထေးကြီးရဲ့ခြံကြီးရှေ့ကိုရောက်လာပြခြံတကားကိုညင်သာစွာခောက်လိုက်ပါတယ်ခဏအကြာမှာတော့တထေးသမီးလေးကတကားလာဖွင့်ပေးပါတယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့သူမရဲ့မျက်နှာအမူအရာကပြောင်းလဲသွားပြီးသူတောင်းစားမှနင်းတောင်းစားဖို့လာတာမဟုတ်လားလို့ပြောလိုက်ပါတယ်ဆင်းရဲတဲ့မင်းကလေးငယ်လေးစွန့်သွားပြီးဒါပေမဲ့နင်းကငါတို့ကိုတငယ်ချင်းတွေလို့ပြောခဲ့တယ်လေလာလေလို့ရတယ်ဆိုလို့ပြန်ပြောပါတယ်တထေးသမီးလေးကပို့ပြီးတော့တောင်အော်ရဲလိုက်ပြီးနင်းယူနေလားငါတို့ကဘယ်တော့မှတငယ်ချင်းဖြစ်မလာနိုင်ဘူးနင်းကိုနေလဲပြန်ကြည့်ဦးနင်းကသူတောင်းစားတက်ပဲလို့ပြောလိုက်ပါတယ်ဆင်းရဲတဲ့မင်းကလေးငယ်လေးဟာစိတ်နှလုံးကြေကွဲစွာနဲ့ပဲဖြည်းဖြည်းချင်းလှည့်ထွက်သွားခဲ့ပါတယ်အိမ်ထဲမှာတော့ဖခင်ဖြစ်သူကဒါတွေအားလုံးကိုမြင်တွေ့ခဲ့ပေမဲ့ဘာမှဝင်မပြောခဲ့ပါဘူးနောက်တနေ့မနက်မှာတော့ဖခင်ဖြစ်သူကသမီးဖြစ်သူကိုဆင်းရဲတဲ့မင်းကလေးဖနှက်တိုက်တဲ့ပန်းချန်စီတို့ကားမောင်းခေါ်လာခဲ့ပါတယ်ပြီးတော့ထိုဆင်းရဲတဲ့မင်းကလေးကိုကြည့်ပြီးဒီနေ့ကစပြီးငါသမီးကမင်းရဲ့လက်ထောက်အစ်စ်ဖြစ်လိမ့်မယ်လို့ပြောလိုက်ပါတယ်တထေးသမီးလေးကဖခင်ဖြစ်သူကိုစိုက်ကြည့်ပြီးပါလေအဖေနောက်နေတာမလားလို့မေးပါတယ်ဖခင်ဖြစ်သူရဲ့မျက်နှာကတော့အေးဆက်မြဲအေးဆက်နေပြီးပတ်စံရှာမရမချင်းအိမ်ပြန်မလာခဲ့နဲ့လို့ပြောကကားမောင်းထွက်သွားပါတယ်တထေးသမီးလေးဟာအလွန်ဒေါသထွက်သွားပြီးနားထောင်ဆန်းသူတောင်းစားမှငါဒီလိုညစ်ပတ်တဲ့အရာတွေကိုမကင်နိုင်ဘူးလို့ပြောပါတယ်ဒါပေမဲ့ဆင်းရဲတဲ့မင်းကလေးကဘာမှပြန်မပြောဘဲတရံပြီးတရံဖက်နှက်တွေကိုသာစက်တိုက်နေခဲ့ပါတယ်အချိန်တော်ကြာပြီးတဲ့နောက်မှာတော့တထေးသမီးလေးဟာတုံဆိုင်ဖြစ်လာပါတယ်သူမရဲ့ဖခင်ဘလောက်စီကန်းကြီးလဲဆိုတာကိုပြန်တတိယသွားပြီးဖြည်းဖြည်းချင်းပဲဖနှက်တိုက်တဲ့အလုပ်ထဲဝင်ပါတော့တယ်မိနစ်အနည်းငယ်အကြာမှာတော့သူမရဲ့မျက်နှာမှာချွေးတွေဆူရွှဲလာပြီးဒါကတကယ်ပင်ပန်းတာပဲနေမမောဘူးလားလို့မေးပါတယ်လမ်းသွားလမ်းလာတွေကသူတို့ကိုဂယုမစိုက်ကြပါဘူးအချို့ကစော်ကားအော်ဟစ်ကြပြီးအချို့ကတော့လုံအားကပတ်စံမပေးဘဲနေကြပါတယ်ဒါဟာသူမအတွက်ပထမဆုံးအကြိမ်ဖြစ်ပြင်ပလောကမှာသူမဘသူပဲဝါဖြစ်တယ်ဆိုတာကိုဘသူကမှဂယုမစိုက်ဘူးဆိုတာကိုသဘောပေါက်သွားတဲ့အချိန်မှာပဲလမ်းသွားလမ်းလာတွေအတွက်တော့သူမဟာထိုဆင်းရဲတဲ့မင်းကလေးနဲ့ထက်လူထက်မြပါပဲလမ်းဘေးကကလေးတယောက်တက်ပါပဲညနေဆောင်မှာတော့ဖခင်ဖြစ်သူပြန်ရောက်လာပါတယ်တထေးသမီးလေးဟာဖခင်စီကိုမျက်ရည်တွေနဲ့ပြေးသွားပြီးအဖေပြင်ပလောကမှာအသက်ရှင်ရတာတကယ်ပဲခက်ခဲပါလားသမီးတောင်းပန်ပါတယ်လို့ပြောပါတယ်ပြီးနောက်သူမဟာဆင်းရဲတဲ့မင်းကလေးငယ်လေးကိုလှည့်ကြည့်ပြီးညင်သာတဲ့လေတန်းနဲ့သူမကိုကျမတို့နဲ့အတူအိမ်မှာလာနေခွင့်ပြုမလားဟင်လို့ဖခင်ဖြစ်သူကိုမေးလိုက်ပါတော့တဲ့အကြောင်းကတော့လောကကြီးကတင့်ကိုသူတို့ရဲ့နေရာမှာအစားမထိုးမချင်းတခြားတယောက်ရဲ့နာကျင်မှုကိုတင်ဘယ်တော့မှအမှန်တကယ်နားလည်နိုင်မှာမဟုတ်လို့ပါပဲ